မေးရမယ်ကြိုက်တာမေးလားကြိုက်တာမေးမယ်ဆိုတော့မင်းတို့အနည်းနဲ့ဆုံးမေးမယ်အနည်းဆုံးအပင်အကြောင်းနဲ့ပတ်သက်ပြီးမေးမယ်အပင်အကြောင်းနဲ့ပတ်သက်ပြီးမေးမယ်အေးအဲ့ဒါအပင်ဆိုဖို့ကြိုက်တယ်ရုပ်ကပိတာအကြောင်းသားရုပ်ကပိတာလွယ်အောင်မေးမယ်ကဲဟုတ်ပြီတစ်ပင်ကြီးရောဘယ်လိုခေါ်လဲတစ်ပင်ကြီးရော battery အဲ့ဒါကြီးလို့မှန်ပါတယ်ဟုတ်ပါပါတယ်ဟုတ်ကဲ့ပါအဲ့တေးရနော်အမခရနော်ဟုတ်ပြီမှန်ပါတယ်အဲ့တော့နောက်တစ်ခုချက်မေးမယ်မေးလိုက်တစ်ပင်အလဲလက်ကိုဘယ်လိုခေါ်လဲတစ်ပင်လဲလက်ကို battery တစ်ပင်လဲလက်ကို battery အဲ့ဒါကြီးလို့မှန်ပါတယ်ဟုတ်ကဲ့ပါကြားတယ်နော်မင်းတို့ပြောလို့နော်ကဲမင်းလည်းအဲ့လိုမင်းလည်းတပင်တဲဘလို့ခေါ်လဲတပင်တဲလေးကိုမြင်ခွာရွက်ဟောပါချမ်းဗျာတပင်ကြီးကြီးကို battery ထားမှန်တယ်တပင်လည်းလက်ကို battery ဟုတ်ပြီထားဘာတပင်တဲလေးကြတော့မြင်ခွာရွက်တော်တော်ရှိတဲ့ပညာရှိဒီလိုပညာရှိကိုသင်ဘယ်တော့ပို့ဆောင်နိုင်ရမသိဘူးအဲငါ့ပညာရှိဟောပါဘူးမင်းကငါ့ကိုပညာစမ်းတယ်ပညာစမ်းတယ်အဲ့ဆိုမင်းတို့အနုသီဝါနဲ့ပတ်သက်ပြီးတခုပြန်ပေးမယ်ဟောတို့အနုသီဝါ microbiology နဲ့ပတ်သက် microbiology နဲ့ပတ်သက်ပြီးပေးမယ်ဘယ်လေကြိုက်တာအကုန်ပဲငါ့အကုန်လုံးသင်ထားပေးတယ်ဟုတ်ပါမလားဟာတီချာတွေအကုန်လုံးသင်ထားပေးတယ်ဒေါက်တာတိုက်ပိုင်တို့တီချာဝါလင်းတို့တီချာကေတို့နော်တီချာပြထားတို့အကုန်လုံးသင်ထားပေးတယ်တော်လေးပဲကိုတီချာရဲ့နာမည်တော့နည်းနည်းမေးချင်တယ်လို့ဖြစ်နေစဉ်းစားပြီးပြောပါလေအဲ့လောက်တော်လားအဲ့တော့ငါမေးမယ်ခိုက်တာမေး AIDS ကအရှိကောက်ဘယ်လိုခေါ်လဲ AIDS မလေးလွယ်လေး microbiology ကျောင်းသားမေးရတယ်ပေါ့ပြည်စမ်းအေးဆိုတာ acquired immunodeficiency syndrome အဲ့လေဟုတ်လားမှန်ပါလေတက်ပါလေဟောမေးရတယ် microbiology မှန်နေတော့မပြေပါဘူးနောက်တစ်ခုမေးမယ်နောက်တစ်ခုဆက်မေးတော့မလားမေးမှာကဲမေးDNA နဲ့ RNA အရှိကောက်ကိုသိလားမလေးကလေးသားမေးတော့သိရဲ့ DNA ဆိုတာ deoxyribonucleic acid RNA ဆိုတာ ribonucleic acid လွယ်လေးဟဲ့အောင်နေဟုတ်လားမှန်ပါလေမလီမန်နေတော့မဲ့ကြည်စံအဲ့တော့နောက်ဆုံးတစ်ခုမေးမယ်မေးလိုက်ပြစ်ဆောင်ပြစ်စေတဲ့ဘာရကပုံစံဘလို့ပုံစံလဲအဲ့ဒါပမောဟောတော့မေးကြီးငါဘာလို့ဆိုမကိုင်ဘူးသေးဘူးအကောင်အောက်မှာအလူသီဝါဌာနတီရှယ်တွေကြည့်နေတယ်အကောတော့လေအမဲပြန်တော့ကျွန်တော်စိတ်မဆိုးဘူးသိလားကျွန်တော်လောနောက်ဆုံးနေ့ကဆိုတော့လေကိုလည်းကြွားရတယ်အမလည်းအဲ့ဒါသိလားဝန်နဲ့လေညမင်းတော့ကျွန်တော်လေပညာမတတ်ဘူးတဲ့လောချောင်းသားပြီးတော့ဟုတ်တယ်လေမင်းမပညာမတတ်ငါပညာတက်တယ်ငါပညာတက်ပြောတာကပ်ပြောဖေးပါတော့တောက်တယ်လေအနုသီဝဗေဒလေဘာလို့ကပ်ပြောမကြောက်ဘူးတဲ့ငါလည်းငါကုန်တော့အနုသီဝတိုက်ရမဟုတ်တိုက်ရမပီပါဘူးပြောလဲပြောနေတယ်လက်ပီလည်းလက်ပီမပီတာလက်ပီတာမဟုတ်ဘူးsorry ကတော့လားဒီကတော့တော့မေးပြောတာမင်းမင်းနဲ့ငါတက်တယ်ပြဘာတက်လဲပြောဂျီးထွက်သွားနီးနဲ့ပြောင်းတာလေဂျီးနဲ့ပဲပြောင်းလို့လေငါဘောကရင်ပြောဂျီးနဲ့ဘောကရင်ပြောဟဲ့အဲ့ဂျီးကိုပြောတာမဟုတ်ဘူးစားတဲ့ဂျီးကိုပြောတာမဟုတ်ဘူးဘယ်ဂျီးလဲဂျီးဆိုတာမျိုးရိုးဗီဇကိုပြောတာကွာဂျီးဆိုတာမျိုးရိုးဗီဇပြီးကွာကျန်တကာ knowledge general knowledge အောင်မလေးgeneral knowledge များကျန်တကာ knowledge ပဲချဲကုန်တယ်မင်းပြောတဲ့ဟာပဲအေးပြောဆက်ပြောမင်းတို့လို့ပန်းတစ်တော်လို့သိတယ်မလားပန်းတစ်တော်လို့သိတယ်ဟိုပြားလိမ်မော်လို့ကွာဆက်ပြောပါဆိုသိပါဆိုရှင်းဖို့ရှိတယ်အဲ့ဒါတွေကိုဂျင်းဖန်မှနီးနဲ့ပြောင်းတယ်ဟုတ်တယ်သူတို့လည်းမတူဘူးမတူအပင်ကိုပြောင်းပြမယ်အပင်ကိုပြောင်းတာကိုဘယ်ကနေညောင်မရောပြောင်းပြမယ်မဖြစ်နိုင်တာမပြောနဲ့ဖြစ်နိုင်ဘူးဘယ်လိုပြောကိုဘယ်လေညောင်မဘာဆိုင်လို့လဲဝန်ထမ်းတွေစကားမခံနဲ့လက်ထဲမှာတယောက်တော့တစ်ချောင်းစီဝါရိုက်ဖို့စောင့်နေကြတာပရိဒါဟဲ့မဖြစ်နိုင်တာပြောနဲ့အာတော်ကြောင်းသားဖေမင်းကငါလက်တွေ့ပြမယ်ပြောအေးချောင်းကောင်လိုက်ကြလိုက်ညငါကြောင်တယ်ကွာဟဲ့အဲ့ပေါ့ဟဲ့ချောင်းမလဲရှာလိုက်တယ်ဟဲ့ကောက်ချင်ဘယ်လိုလုပ်
哎呀，没没下呢，这样要下干呢。ပြောင်းတော့9ရောက်ကြောင်းချပေးဒီသားကြီးမကန်ဘူးငါကြောက်တယ်ဟိုစလိုင်းနဲ့ထုတ်ပေးကြောင်ရပြီရောလားပြီးပြီကြောက်ကြောင်ရပြီဒါမှတော့အောင်မယ် 叫这个爷，姑姑没有对了。 ကြောက်အမြင်ကြီးပဲကွာကြောက် 姑姑没挂叫嘛表没哩。 ဟောပြောအောင်မလား 你叫你叫的，他一来不接着。 အချိန်မရအောင်တိုင်ဆက်ပြောမကြီးနဲ့ဆက်ပြော 姑姑没挂叫嘛，哎叫我多的来。 ပြုတ်ကြမှာဗောကြောက်လေတော့ပါလေကွာမင်းမတင်ခိုင်းပြီအေးမဆက်ပြောငါ 你妈的你来过， တီဗီကွာ 哎叫我都来过。 မင်းမတင်ခိုင်းပြီကြောက်လေတော့ပါလေကွာမင်းပြုတ်ကြမှာဗောကွာ 哎我哪有够的啊？我妈的都来过。 အေးရအားရောခါထိုးအောင်ကောင်းတာဖင်ထိုးအောင်ကောင်းတာခေါင်းထောင်အောင်စဉ်းစားနေတာ 靠出来，靠出来。 မင်းတို့အဲ့နော်ထိုးတယ်ကွာ ဘယ်လိုပါလဲ ညောင်းတယ် အဲညောင်မီဖြစ်သွားတယ် အာကောတော့ပေခွာချာကိုကြောက်တင်နေအဲ့ကြောက်တုံးနဲ့ထိုးတော့နာတော့လားညောင်းတယ်အဲ့ကြောင့်ညောင်းမယ်မင်းတို့ကညောင်းမေကိုပြောင်းတာနော်ကိုမဲညောင်းမေငါအသီး ဘာတီးတို့ အုံးသီးကထန်းသီးကနေပြီးတော့အုံးရိုပြောင်းလို့ရတယ် ဘယ်ပြတိုင်းတိုင်းပောက်ပြရိုက်ရှောက်ပြောမလို့ ချာပြပြီအမ မ လေး ဖြစ်နိုင်တာမပြောနဲ့ခန်းတီးကတလောက်တော့လေကုန်းတီးကအားလောက်ကြီးမဖြစ်နိုင်တာမပြောနဲ့ရအောင်ရှင်း အာထင်းနေငါမရိုက်ခင်ရမယ်ဆိုတာငါထင်းနေ လိုက်တာအဲ့ဒီကနေရိုက် ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်နားလည်းကနားခံပါမယ်နော် ကဲမင်းလက်တွေ့ပြ တော့ကြောင်းသားပဲဝူသူတာရှိတယ် မင်းလက်တွေ့ပြလောက်တတ်တယ်လက်တွေ့ပြကွာ မင်းဟိုဘာပါလဲအော်ထမ်းမင်းတွေတွေ့လား အေးအမီးပဲကွာ ငါမင်းကိုတက်လိုက်လို့မပြောရသေးဘူးအပြက်လုံးကပြီးမှမင်းကပြောတော့ကြော်တယ်ဆိုမကြော်နဲ့ဒီမှာ next day ပါတယ်မပါဘူးနော်ကောထမ်းမင်းတွေအမေထမ်းမင်းတွေတွေ့လား တွေ့ပြီ အထိုင်ကိုတက်လိုက် တွေ့ပြီပြားပြားလေး အေးကွာကြီးမှာတွေ့လိုက်စမ်းပါ ကဲမင်းတွေ့တယ်ဆိုငါတွေ့လိုက်ပြီ အေးအဲ့ဟိုဟာတုံမဖိုးရဲ့အိမ်ပေါ်ကအဲ့ဟိုနဲ့ထမ်းလေးကပြစ်ချလိုက်စမ်း အဲ့ဒီတုံမိုးအိမ်ယာငါ့ကိုလောက်လေးကွာလို့ဆို ဟုတ်တယ်အချင်းကောင်းဟာဒီကောင်ခွိုင်းမယ်ငါ့ကိုရှင်းနေတာတရားလုံးရှင်းတော့မှာငါသိတယ်ပြစ်ချလိုက်စမ်းပါအဲ့အိမ်ရကောင်တွေမရှိတော့ဘူးပြောင်းသွားပြီအိမ်မဲကြံခဲ့တာ မင်းအာမခဲနေနော် အာမခဲတယ် မင်းခံနေနော် အာမခဲတာအာမခဲတာဗောမင်း အာနဲ့လောတာ ဟမ်ဘောဘူးအာမခဲတာပြစ်ချလိုက်တော့အချိန်လေးမရဘူး ကဲရတော့ငါတိပိမောပြစ်ချလိုက်ပြီ ဘလို့သာဖွက်လဲ ဒါအိုး တိုင်းဆိုတာပြလုံးတစ်လုံးအခုကပြောင်းလာတာအောင်းလို့မြည်တော့အောင်းသည်ပေါ့လူလေမဲမဲထိုင်ပြီးတော့မဲတယ်လူလေဟိုမဲတယောက်ကအောင်းသည်နော်ကိုလေးရတယ်အောင်းသည်ပြောင်းတယ်တယောက်ကဗာလဲညောင်းကိုပြင်းနေညောင်းညောင်းပြောင်းတယ်မလေးတယောက်မှလည်းစာမတတ်ကြဘူးခင်ဗျားမတတ်လို့မလေးငါမှစာတတ်တာခင်ဗျားကျွန်တော်လာမဆန်းနဲ့နော်အေးငါဆန်ကနေတပတ်နဲ့ပြည့်အောင်လုပ်တာပေါ်ဆန်းဆန်းကနေဟိုပြောတယ်ပညာခလောက်မှထင်ရလာမလို့ခင်ဗျားဖေးမှာစုပ်တော့အဲ့လိုမင်းကပညာစကားမှထင်ရလာမဆန်းနဲ့ဖေးမှာရောင်းအောင်ငါ့ကိုပြန်ပေါ်တယ်ခင်ဗျားဘယ်လောက်တက်လို့လဲမလေးတက်တယ်ပေါ်ဆန်းတပြီသွားဝဲဝဲတော့ဟုတ်ပါပြီစံကြောင်းယူမလားစံကြောယူမလားဟိုကြွက်ကြီးပါယူမလားကြွက်ကြီးပါယူလာယူလာခဲ့ဟောစံခင်ဗျာယူလာဟုတ်ပြီဗျအိမ်ရယူရင်ကောင်းလားဖုံးရောတော့ခိုးရင်ကောင်းလားဖားရဝယ်ကောင်းလားသင်သားနေသင်ကျဲတော့ယူလာခဲ့သင်ကျဲတော့မှစံရှိမလားဟဲ့မသိဘူးလေကဲဟုတ်ပြီမစ္စတာယူလာငါလောက်ကြမယ်ဆိုဘယ်နဲ့ယူလာခဲ့အယူဗျစံတပြီရပြီအေးရပြီဗျစံရပြီမလားရပြီအေးအဲ့ဒီစံလေးကိုကက်တရားဘုံလေးကိုနောက်ထည့်လိုက်တမျောတယ်ဗျစံတပြီမနေဘူးအေးပါအများကြီးကျလို့မပိတ်နဲ့လေဒါပေမဲ့လောင်းလာလောင်းချလိုက်ခမည်းတောင်းချခိုင်းတာလောင်းချခိုင်းလို့မတမျောတော့တမျောဖြဲအေးအဲ့လိုဘလို့ရောင်ပေါက်သွားလဲနဲ့သွားတယ်အဲ့ဒါစပန်နဲ့ပဲအဲ့ဒါစပန်နဲ့ပေါ်စပန်နဲ့ပြောင်းလိုက်တာဘာမှမဟုတ်တာရှောက်မေးဟုတ်တယ်လေငါလည်းပြောနေတာပြောနေတာရှောက်ပြောတာဘာမှမကြလို့ဟမ်အော်မင်းမိုင်းတော့ကပြောဟဲ့မိုင်းရဲကောင်းနေ你把这录的。 မလေးတက်တယ်တက်လို့ဒီမှာစင်ပေါ်ရောက်လာလေ Hello。 ကြားပြီလား
ပြီးတယ်ပြီးတယ် ကဲမင်းကမင်းကြီးလို့ တရဏိကပေရပညာရှင် ဩဓာတနိကဗေဒပညာရှင်ကိုပတ်လွေတို့ဆိုတာပါဆိုတာပလေတို့ အဲ့တော့ရရတော့ငါထိုက်ချိုက်တယ် အဲ့စာအုပ်တွေဖတ်ရတယ် ဩအတောက်တွေမင်းကဘူးသူတိုင်းလေ့လာထားတယ်ဗော လေ့လာတာပေါ့ ကဲအဲ့ဆိုမင်းဒါပညာသမားဆက် ပဲဖောက်ရေးတဲ့ ဖာ ဘိုင်နာကက်ပြောပါဆိုမှပဲ ဖာလား ဖားရေးတဲ့ မလေးဖာမူလတန်းကျောင်းသားတွေတော့ဗာမေးလို့ရတယ်အေးမူ တဲ့စိတ်ဆင်းရတယ်ပဲ မူလာတဲ့လို့ပြောတာမနေ့နေ့မကြည့်တော့မူလာတဲ့လား နားစားတာပြီးသွားပြီမရှာတယ်မရှိတော့ဘူးမလဲအဲ့လိုပဲစိတ်ချင်းသူရဆွဲသွား အေးမူလတန်းကျောင်းသားကိုရေးတတ်တယ်ရေးတတ်တယ်ဖာကိုရေးတတ်တယ် ရေးပြတယ် ဖောက်အေးချာဝစနှလုံးပေါင်းဖာလွယ်လေး အဲ့ဒါလည်းစက်ကြောင်ကျွန်တော်လုပ်ပြတယ် ဘလို့ဟဲ့အောင်မဟုတ်တာဘလို့ဖာလေးဖာသေးသေးလေးဝက်ချက်ကချက်လေးဘာတိုင်လို့မလဲ အတာမတော်ဘူးဖြစ် ပေါက်ကြရရင်ရှောက်ပြောပြီးဖားနေကြက်ပြောလို့လို့မရဘူးရတယ်ကျွေးပညာရှင် အတွေ့ကိုပညာရှင်ဖာလေးချက်ပြောင်းမလုပ်မိမို့ လုပ်ပြနိုင်တယ် လောက်ပြနိုင်တယ်ကဲအဲ့ဒါဆန်းလောက်မလုပ်ပါ ဟုတ်လို့ရ ဖောက်တော်ရေးချာဝစနှလုံးပေါင်းဖာ ကျွန်တော်ပြန်ရေးမယ်နော် ဟုတ်တယ်လေ ဟောတို့ရေးချဝဆာနှလုံးပေါက်ဖောက်ဝဆာနှလုံးပေါက်ပြအကျက် ဖောက်တော်ရေးချာဝစနှလုံးပေါင်းဖာဝစနှလုံးပေါက်ကိုဖြတ်လိုက်တော့ကျက်ကလေးနည်းနည်းနှုံးမိလို့ပဲ အောက်ပါလေဆိုင်မီတာ ရိပ်မိတာရိပ်မိတာ ရိတ်တာမပြောင်းနှုတ်တာပြောင်းနေ ဘယ်မှမပေါ့ ကဲဟုတ်ပြီဟောင်းဖောက်တော်ရေးချာပြောင်းမရှင်းလို့ ဟောတို့ရေးချဝဆာနှလုံးပေါက်ဖောက်ဝဆာနှလုံးပေါက်ဖြက်ကျက် ဖောက်တော်ရေးချာဝစနှလုံးပေါက်ဖာဝစနှလုံးပေါက်ကိုဖြတ်လိုက်တော့ကျက် အေးရော ရလုံးမယ်နော်ဖောက်တော်ရေးချာကျက်အဲ့ဒါငါပြောမယ် ကိုဝန်တဲ့အမျိုးတွေအဲ့သူကပြောတယ်အောက်မှာလာကြည့်ရအောင်ပါခုံးနေတာ ဒီနဲ့လာကြည့်နေတယ်မင်းတို့ရိုက်ခံလိုက် ကတော့နော်ကတော့ဒီကောင်မစိုးဘူး မစိုးဘူးမစိုးဘူး အေးမဟုတ် ဒီတော့ရမှာမစော့ဘူးလို့ ဟုတ်မင်းကတွေးခေါ်ပညာရှင် ပြောပညာရှင် မင်းအတွေးခေါ်ပညာရှင်ဆိုရင်ငါခိုင်းတာလုပ်တယ် ပြောပြပြောကြည့်လုပ်ကြည့် မင်းကွန်ဒီ၃လုံးကိုလူ၃ယောက်ကိုတယောက်၃လုံးစီရအောင်ငါခွဲပဲ ဟုတ်ကဲ့ ဟုတ်တာမပြောနဲ့ကိုစီ၃လုံးလူ၃ယောက်ဝေတာတယောက်၃လုံးမင်းတို့ပညာရှိတယ်ဆိုရင်ငါပြောတော့ရအောင်ခွဲပဲ မင်းကခွဲနိုင်လို့ ငါမှပညာရှိ အေးမင်းမခွဲနိုင်အဲ့တော့ခွဲ ဒီမှာကိုစီ၃လုံးဒီမှာတစ်လုံးရော့စကောင်းမင်းတစ်လုံးယူကပုံကပိုင်းဆောင်နဲ့ကပိုင်းဆောင်နဲ့တဲ့တဲလိုက်ဒီမှာနောက်တစ်လုံးရော့မင်းကအတွေးခေါ်ပညာရှင်တစ်လုံးယူကပိုင်းဆောင်နဲ့ဒီမှာတစ်လုံးပြန်သေးတယ်အာယူတယ်ကပိုင်းဆောင်နဲ့ကြားပြီဘယ်တော့အောက်ကုန်ကြိုက်စားတွေ့လားတယောက်သုံးလုံး ကောင်းဝချက်ခဏပြောတော့တယောက်ကို3လုံးဆို အေးဟုတ်တယ်လေ ကိုတော့က9လုံးဖြစ်နေ ဘလို့ဖြစ်တာတော့ ပေါ်4လုံးအောက်3လုံးဘောင်းတော့9လုံးပါကွယ် အော် तू ကနည်းနည်း၄လုံးပို့သွားတယ် sorty အော်ခုနှလုံးတော့ခေါ်ကြအောင်မယ်ကျောင်းတက် နာမည်ကြီးဖို့တော့လွယ်သလား ဟုတ်တယ်မလွယ်ဘူး